နေရောင်ခြည်လိုနေအခန်း26မနက်ခင်းသည်စိမ့်လန်းစွာပင်မိုးဆက်တွေရနံ့မှာတစ်လွင်သောရနံ့ဖြစ်ကတည့်ရက်လေးတိုးတန်တဲတဲလေးကတော့တိုးညင်းစွာထွက်ပေါ်လိုနေ၏ရင်ခွင်နှင့်တိုးဝင်နေသောကိုလေးမှာမြင့်မားသောအပူရှိန်ဖြင့်အိမ်မက်လိုလက်တွေ့လိုခန္ဓာမစအတိစိတ်အထိလောင်ကျွမ်းစေသောအဖြစ်အပျက်နှွေကျော်စီရန်ထွတ်လမ်းဖြန့်စွာထထိုင်မိမတတ်သူ၏ရင်ဘတ်အနားစားအားတင်းကျပ်စွာစုပ်ကင်ထားသောလက်ကလေးကြောင့်အလိုအလျောက်ငြိမ်သက်သွား၏ဖြူဖွေးနုနယ်သောပခုံးစွန်းလေးတွေသည်တိမ်နှုတ်သောအလင်းရောင်အဝဲဖြူစင်အပြစ်ကင်းစွာမျက်နှိုးစွာဖြင့်ထိန်ချန်ထားသောအနီကောင်လေး၏ဖြူစင်မှုသည်သူ၏တားမြစ်နယ်မြေဖြစ်၏မတိလိုက်ခင်မှာပဲထိုတားမြစ်နယ်မြေအားကျူးကျော်ပြီးချိန်တွင်ရှင်ထဲတွင်ဗလာသာခြံနေခဲ့၏နှွေးသည်အိပ်ဆက်နေစေဖြစ်ကလက်သီးစုပ်လေးထဲတွင်တော့သူ၏အင်ကြီးစားလေးအားစုပ်ကင်ထားသည်မှာထွက်ပြေးသွားမှကြောက်သည်နှင့်မျက်တောင်လေးတွေသည်စိတ်ငြိမ်လို့နှွေးသည်အေးချမ်း၏မြင်လိုက်ရသူအဖို့အလုံးစုံသောပူလာမှုတွေငြိမ်အေးစီကထွေးပွေထားခြင်းစရာနှွေးမျက်တောင်လေးတွေစတင်လှုပ်ရှားလာပြီးနောက်တွင်ဝိုင်းဆက်နေသောမျက်ဝန်းတွေမှာတဖြည်းဖြည်းချင်းကဘာမြေစီအခြေချလာချေသည်နှွေးထွေးသောနေရောင်ခြည်လေးအားအာဟာရအဖြစ်အမိသဟဲပြုသောတစ်ပင်လေးဟာထိုနေရောင်ခြည်လေးထံခစားလျက်ကျော်စီရန်ထွတ်ဖြူဝင်းနေသောပခုံးစွန်လေးအားဖွားကလေးနန်းကရင်ခွင်တွင်ဖတ်ထားမိသည်ကိုစီကနေမကောင်းတာတွေနှွေးစီရောက်ကုန်ပြီကိုခါအားနေတဲ့သူမို့အဖျားကူးဆက်ဖို့ကတိတ်မခက်ခဲပါချေနေသက်တွေကမြည်သည့်စကားမှမဆူရှာပဲငြိမ်သက်စွာပင်သူ့ရင်ဘတ်ထဲမျက်နှာဝတ်သွားတာမို့အမူအရာလေးကိုမမြင်ရတော့လေနီရဲတွနေသည့်နှရွက်လေးအားကြည့်လို့ကြော်စီရန်တို့ရည်တန်အောဖြင့်သာရီမောလိုက်မိသည်ချစ်ရမျက်နှိုးရနဲ့မြစ်တာပင်လေတဲ့နင်းမြုပ်ခဲ့ရတဲ့သူ့အဖို့တော့ကမ်းမမြင်လမ်းမမြင်ဆန်နေလေပြီစနေနံလေးဟာတိတ်ကိုစိုးမိုးလွန်လာသည်နေတဝက်တွင်ပဲကံကောင်းစွာဖြင့်နေသက်နှွေး၏အဖျားမှာကျဆင်းသွား၏ကျော်စီရန်တို့လည်းလက်ပတ်တီးနေမှုဟင်းချက်ထမင်းချက်မလုံနိုင်ခဲ့အိမ်ရှိတီဗီစင်တွင်စောင်းပါတဲ့ရာသီဥတုအကြောင်းစားတဲ့ဟာတွေအထက်ထက်အခါခါလာနေ၏နေသက်တွင်မပြင်းမရိထိုးထက်ဆင်နေတဲ့အကြောင်းတွေကိုသာစိတ်ဝင်တစားကြည့်ရှုနေလေသည်ညနေရခိုင်မုတ်တီတောက်ချင်လားဟုတ်ကိုလိုက်ပို့ပေးမယ်အနီးဖြူဖြူနုနုကောင်းငယ်လေးမှာအဆက်သိပ်ကြိုက်မှထင်တော်မထင်ရက်เสียကျော်စီရန်ထုတ်ကတော့အဆက်သိပ်ကြောက်သည်အယောင်တင်မုံအဆက်တောင်မှသူမခံနိုင်အောင်ကြောက်တာဖြစ်သည်နေရာသည်အားလည်းရက်အိမ်မှာရှိချိန်တွေဆိုကော်ဖီခွက်တဲ့ရေခဲတုံးလေးတွေထည့်ပြီးတောက်ချိန်ဆိုနှွေးဟာသူ့နဘေးကတ်လာတတ်သည်ပြီးရင်ကော်ဖီမကြိုက်တတ်တဲ့ကောင်လေးဟာကော်ဖီခွက်ထဲကရေခဲတုံးလေးတွေကိုတော့ခတ်ယူကပါဖူးဖွေးလေးတစ်ဖက်ဖောင်းနေသည့်အထိငုံထားတတ်သည်နေကြစေးတွေမစားတတ်လို့မကြိုက်ပေမဲ့နေကြစေးထုတ်ထဲမှာပါတဲ့ကြက်သွန်ဖြူကျော်ကိုတော့သူ့မှာမမှန်မောသူလည်းနှွေးလိုပင်အဆက်တော့မကြိုက်ပေမဲ့အဆက်ကြိုက်တဲ့ကောင်လေးကိုတော့ချစ်သည်ခြေထောက်ကနာကိုပြအောင်ကျမ်းပြင်တွင်ထိုင်ချလို့ခုံပေါ်ထိုင်နေသောနေသက်နှွေးခြေထောက်အားလမ်းဆွဲကပေါင်ပေါ်တင်ရင်ပတ်တီးအားအသာဖြီချလိုက်၏ခြေဘဝနီနီလေးရှိကွဲရှာရာမှာပြန်စေးနေပြီဖြစ်ကခြောက်သွေ့နေပြီဖြစ်သည်စေးရည်ဖြင့်သာတန်ရှင်ရည်လုပ်ပေးပြီးနောက်ပတ်တီးမစီးပေးပဲတာမန်နာကပ်ပလာစတာအကြီးလေးသာကပ်ပေးလိုက်သည်ခြေချင်းဝတ်လေးတွင်ရှိသောမာရွတ်လေးကတော့ထင်ရှားနေစေနေသက်နှွေဤခြေသလုံးလေးမှာတွယ်လျာကအစီပူမရှိသလိုအမွေးမြင်လည်းမရှိချေနေသက်နှွေခေါင်းလေးဆောင်ပြီးနောက်ခြေထောက်လေးကိုပြန်လဲရုပ်သိမ်းခြင်းတွင်ကျော်စီရန်တို့ဆွဲယူကရင်ဘတ်ဖြင့်ဖိကပ်လိုက်၏
ခြေဘဝမှနေတဆင့်နှလုံးသားဤတလုံးလုံးခုံလုံနေမှုကိုခံစားမိသည်ညင်ညင်တတလေးကိုဘာကြောင့်မဲမင်းကိုနားမှနေနေကိုကပျော်ပျော်ကြီးထွေးပွေထားမှာနောက်တစ်ချိန်မင်းခင်တွေရတဲ့နောက်တစ်ယောက်ရောက်လာရင်တောင်မှဆွဲလန်းမှုသူဟာမတိချတဲ့ထူကောင်လေးရဲ့ဆွဲလန်းမှုတခါတလေကျကြော်စီရန်ထုတ်ထူကောင်လေးအားဖွက်ထားခြင်းသည်တစုံတစ်ယောက်ထံတူညီတဲ့ဆွဲလန်းမှုတွေဖြစ်ပေါ်သွားခဲ့ရင်ယူပြီးသူကြံခဲ့လိမ့်မည်တစ်ပင်လေးဟာလုံလောက်တဲ့နေအောင်ကြီးသာမရရှိလင်ညှို့ရော်၆သွေးလို့သွားလိမ့်မည်တစ်ကိုင်းလေးဟာငှက်ကလေးမရှိလင်ရင်ခွဲနာကြလို့အနှစ်သာရတွေပျောက်ဆုံးကုန်လိမ့်မည်ခြေဘဝလေးအားခပ်ဖွားဖွားလေးနမ်းလိုက်၏ကိုမြတ်တာနဲ့မြည်စီကျေးဇူးပြုပြီးခြေဦးတီပါနှလုံးသားလေးချနှင်းပေးရမယ်ဆိုရင်တော့ချစ်ချင်းမြို့တော်မှကြိုးစုလျက်ပါကွယ်ပညာတော်တင်လားတစ်နှစ်လောက်ပါပဲမသွားချင်ဘူးပြတ်သားစွာညင်းလာတဲ့တူလုံးသူကြောင့်တက်ဦးမြတ်သူတက်ပြင်းချလိုက်မိသည်အရေးချင်းရှိတဲ့ကလေးမို့သူပို၍အားကိုးသည်တက်နွေးကြောင်မဲလားမဟုတ်ဘူးလေးလေးရောမေရောအထင်လွဲနေကြတာဘာကိုလဲနွေးကကျွန်တော်မရှိလဲဖြစ်တယ်ကျွန်တော်ကပဲနွေးမရှိရင်မဖြစ်တာဦးမြတ်သူဖုံအားနာနှင်းကတ်ထားရင်ပင်ပါဇက်အဟောင်းသာဖြစ်သွား၏အချစ်ဦးလည်းမဟုတ်ပါပဲယူလိုက်တာလို့ပင်တွေးမိသည်မမမြင့်ဘက်ကိုလည်းကြည်တင်တယ်သူမင်းကိုတက်နွေးနဲ့အတူနေခိုင်းပြီးခြေတလန်းဆုပ်ပေးပြီပဲမင်းအနေနဲ့လည်းခြေတလန်းဆုပ်ပေးတဲ့နဲ့မထင်ဘူးလားကျော်စီရန်ထုတ်ဖုံးကိုနာနှင်းကတ်ကပရင်းပေါင်းမှနေကြော်ကြည့်လိုက်တဲ့အခါတစ်ပင်ရိပ်အဝဲစောင်းကြောက်ထိုင်ရင်ဒူးနှစ်ဖက်ပေါ်မီးတင်လို့ကလေးတွေစော့ကစားတာကိုကြည်နေသောနှွေးမှာမျက်ဝန်းဝိုင်းလေးတွေရီမြူးရိပ်လေးတွေတန်းနေ၏ကျော်စီရန်ထုတ်ဘက်မှမြည်သည့်စကားမှမဆူလာတဲ့အခါဦးမြတ်သူထက်မှန်စကားဆူလာလေသည်အချိန်တွေအများကြီးကြံပါသေးတယ်ကျန်တာတော့ငါဘာမှသိမပြောလို့ပေမဲ့မမမြင့်အကြောင်းကိုလည်းမင်းသိတဲ့အတိုင်းပဲသူကသဘောကောင်းရင်သူများထက်ကောင်းတယ်မင်းနဲ့ပတ်သက်ရင်တော့သူလည်းအတ္တကြီးတဲ့မိခင်တယောက်ဖြစ်သွားတာပဲဖုံပြောခြင်းပြီးဆုံးတဲ့အခါကျော်စီရန်တို့တက်ပြင်းပူပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်အမေနဲ့စကားတိချပြောရန်စဉ်းစားမိပေမဲ့ဒီရက်ပိုင်းတော့သူသွားလိုက်ရင်လေထိုအကြောင်းတွေကိုညင်းခုန်လို့ရင်စိတ်မကောင်းဖြစ်ရမှာကိုတွေးကမသွားရန်သာဆုံးဖြတ်လိုက်၏တစ်ဖက်ခြံမှကလေးသည်နေသက်နှွေးလက်ဆွဲကအပြင်သွားရန်ဆွဲခေါ်နေလေသည်နေသက်နှွေးကတော့တစ်ပင်ရိပ်လေးအောက်ခြေစုံရက်လို့ကြောက်ကန်ထား၏နှစ်ယောက်သာစူပုတ်ပုတ်လေးဖြစ်နေတာမို့တယောက်မျက်နှာတယောက်ကြည့်လို့ငိုတော့မတက်သားနဲ့လိုက်ခဲလို့မလိုက်ဘူးနေသက်နှွေခေါင်းလေးဆောင်ကထိုကလေးရဲ့လက်ကိုလည်းပြန်လဲဆွဲထားသေးသည်ငါတို့အိမ်ကနှွေလေးကိုဘသူအနိုင်ကျင့်နေတာလဲနော်ရှင်တန်မောင်မှာနေသက်နှွေဘေးကကကျော်စီရန်တို့အားမရဲတရဲကြည့်လို့ခတ်တိုးတိုးလေးပြန်ပြော၏အနိုင်မကျင့်ပါဘူးနော်မုတ်သွားဝယ်စားမှုကိုသက်နှွေကိုခေါ်နေတာနေသက်နှွေကတော့ခေါင်းလေးငုံထားစေကျော်စီရန်တို့ကောင်းလေးခေါင်းလေးအားခပ်ဖွားဖွားလေးပုတ်ကရီလိုက်မိသည်လေးပင်နေတဲ့စိတ်လေးဟာစမ်းကြောင်းလေးပြီးရောက်သွားရသည်နဲ့အေးချမ်းချမ်းလေးကိုတက်တွေကခြေထောက်မှာအနာဖြစ်နေလို့လေလမ်းလျှောက်ရတာအဆင်မပြေဘူးရှင်တန်မအလိုမကျသလိုလေးနာမုတ်ကနှကန်းထော်သွား၏စိတ်ကောက်ပြီးသူ့အိမ်နဲ့ပြန်ဝင်သွားသောကလေးပေါအားကြီးကနေသက်နှွေမျက်နာထက်ချစ်စပွဲပြုံးလေးဖြစ်တည်သွားလေသည်ထိုကလေးဟာကျော်စီရန်တို့ပြန်လိုက်ခေါ်ပေမဲ့ကောက်တီးပေါက်စာမှမောက်လျားထိုးလို့အိပ်ပျော်သွားဖြစ်သည်တော်တော်ကတော့ကိစ္စမရှိကြောင်းနဲ့အဲ့လိုပဲဆိုကြောင်းတွတ်ပြောနေသည်နေသက်နှွေဤနဖူးပြင်လေးမှာလက်ဖဝါးနွေအောက်ဝဲအုံမိုးခံလိုက်ရချေသည်ကိုပူချိန်မှာကြာဆင်းသွားပြီဖြစ်တော့လေနှွေတီလေးတော့ဖြစ်နေသေး၏နေသက်နှွေဤခေါင်းလေးမှာဆက်ခနဲဆောင်လို့ပခုံးလေးမှာတွန့်ကနေပြီးနောက်ခြေဘဝါထောက်ကကျော်စီရန်တို့ဤနဖူးကိုသူ့လက်ဘဝလေးဖြင့်စမ်းတက်နေသည်
ကျော်စီရန်တို့အလိုက်တဲ့ခါကိုင်းပြလိုက်တဲ့အခါမျက်နှာချင်းဆိုင်ဖြစ်သွားလို့အနေထားမှာတိတ်ကိုနီးကပ်သွားချီသည်ကိုတော့သွားပြီနေတန်တွေဤမျက်ဝန်းဝိုင်းနေမှာပြူးကျဲဝိုင်းဆက်သွားချီ၏ထို့နောက်တူးလျားရလေတံလေးဖြင့်မေးလာချီသည်ဘဲကိုလဲချစ်မိသွားတာလေနှွေးကိုလက်ခနဲ့နဖူးတက်အနမ်းချေကခါးကိုပြန်မတ်လို့ရည်တန်လွင်လွင်လေးမှာသဘောတကျဖြစ်စွာနေသက်တွေသူ့နဖူးလေးသူပြန်အုပ်လို့အံ့ဩနှပန်းဖြင့်နှရွက်ထိတ်ကလေးတွေမှာတဖြည်းဖြည်းချင်းหนีရဲလာလေသည်နေရောင်ကြီးလိုနေအခန်း20ခွန်ညနေပိုင်း3နာရီလောက်ဆိုညစည်းတွေစိုင်တွေစတင်ခင်းကျင်းနေကြပြီဖြစ်သည်နေကမိုးတွေတက်ဆင်ရင်ယာယီဆိုင်ကန်းလေးတွေမှာလမ်းတစ်ဖက်စီတွင်တန်းစီလို့ရှမ်းကျင်၏အဓိကဈေးသည်နေ့လယ်ဘက်တွေဆိုအသားငါးဟင်းရွက်စားတဲ့ဈေးတွေဖြင့်စီကားနေတတ်ကာညနေဘက်ဆိုရင်တော့အစားအသောက်ဈေးတွေသာရှိတော်သည်ညနေဘက်ဆိုရင်တော့အစားအသောက်ဈေးတွေသာရှိတတ်သည်ဆရာတို့နှစ်ယောက်မလာတော့ကြပြီနော်မကြသေးခင်ကမှမိုးရွာလိုက်တာကြောင့်အေးဆိုင်လေးမှာအယောင်ပါရှာ၏ပခုံးပေါ်တပတ်အနွမ်းလေးတင်ရင်ဆိုင်ရှင်ဦးလေးကြီးမှပြုံးရင်ဆူလာလေသည်ဆိုင်လေးသည်တာမန်ဆိုင်လေးဖြစ်ကတိတ်လေမသားနာပါချီကော်စပွဲပူလေးတွင်ခွေးချီခုံပူလေးတွေဖြင့်နှစ်စုံမြလောက်သာရှိ၏ကျော်စီရန်တို့အမေအိမ်တွင်နေစဉ်ကအသွားအပြန်လမ်းတင်နာကြောင့်နှွေးနှင့်မကြာခဏဝင်တောက်တတ်သောဆိုင်လဲဖြစ်ချီသည်ကျွန်တော်တာဝန်နဲ့ခရီးထွက်နေရလို့နှွေးတယောက်တည်းကြတော့လဲစိတ်မချလို့လေကျွန်တော်တာဝန်နဲ့ခရီးထွက်နေရလို့နှွေးတယောက်တည်းကြတော့လဲစိတ်မချလို့လေဆရာတို့ကဘာတော်တာလဲညီကိုလားပြုံးလိုက်ရင်တော့ရုပ်ချင်းစင်တယ်လို့ပါပဲကျော်စီရန်တို့နောက်ဆုံးစကားကြောင့်ပြုံးလိုက်မိသည်ဆိုရိုးစကားတွေတောင်ရှိသည်မဟုတ်လားဝိညာဉ်မိတ်ဖက်ဆိုတာသွေးရင်သားရင်ထက်ပင်ရုပ်ချီးစင်တူသည်တဲ့မိမသားပြီးဆက်စုတတ်သောဆိုင်ရှင်အန်တီကြီးမှာလှုပ်လက်စားပင်ရဲ့လို့ကျော်စီရန်ထွတ်ထန်မျောကြည့်နေ၏ကျွန်တော်တို့ပုံစံကညီကိုနဲ့တူလို့လားဆိုင်ရှင်လင်မယားမှာဇဝေဇဝါဖြစ်လျက်ပင်မဟုတ်ဘူးလားဆရာအားလုံးပါပဲကျွန်တော်ကနှွေးရအတွက်အကိုရောအဖေရောပြီးတော့ခင်မွန်းရောနေတန်တွေကတော့ခေါင်းလေးဆောင်ကလက်သေးစိတ်နေ၏ကျော်စီရန်တို့ဘယ်ဘက်လက်ဖြင့်ကောင်းလေးစပင်လေးတွေအားအตาအရာဆွဲဖွာလိုက်မိသည်ဆိုင်ရှင်လင်မယားသည်တိတ်ဆိတ်သွား၏နေတန်တွေကအစားနေသလိုအစားလဲနေချီသည်ကျော်စီရန်တို့ကအမြဲတမ်းအမိလိုက်နေပြီးကစောင့်ပေးတတ်၏ရခိုင်မုတ်တီတောက်ရင်အဆက်တွေတိတ်မထဲနဲ့နော်ဟုတ်ငါပေါ်တော့ဒေတာဖြစ်တာကြောင့်မုတ်တီအရေးမှာချိုကအရသာရှိချီသည်ငရုတ်သီးစိမ့်ထောင်းအားမထဲခင်ကျော်စီရန်တို့အားမော့ကြည့်လာတော့မျက်ဝန်းဝိုင်းတွေကြောင့်မနေနိုင်စွာပင်ရီလိုက်မိသည်အများကြီးမထဲနဲ့နောက်နေ့ဆိုမင်းစင်မပြေလောက်ဘူးနှွေထိုစကားကြောင့်နေတန်တွေနားမလဲသလိုအတန်လေးပြူကဝိုင်းဆက်နေသောမျက်ဝန်းတွေဖြင့်စိုက်ကြည့်လာ၏ရှားပါလာစွာပင်ကျော်စီရန်တို့၏နရက်တွေหนีရဲလာကလက်သီးစုပ်လေးနှခမ်းနာတေးလို့အဆက်ပြီးချောင်းဟန်းလိုက်ရသည်မေလာလေလောက်ရောက်တဲ့အခါမိုးကရွာလိုက်နေကပူလိုက်နှင့်ခြံတွင်းရှိတရွက်လေးတွေမှာရီရော်နေပြီဖြစ်သည်ကျော်စီရန်တို့၏ခွင့်ရရှိမှတဝက်နီးပါဖြစ်လာပြီဖြစ်သည်နေသက်တွေအိမ်နဲ့ထမင်းအိုးတင်နေရင်ဆိုင်ကယ်တန်ကြောင့်ကိုပြန်လာပြီးအထင်နဲ့အိမ်ရှိထွက်လာတဲ့အခါအန်တီမြင့်ကိုမြင်လိုက်ရသည်ကိုစေးယုံရတယ်စောင့်မယ်ဒေါ်မြင့်စကားအားဖြတ်ပြောလိုက်ပြီးနောက်နေသက်တွေအားတစ်ချက်ကြည့်၏အောင်တန်းစင်သည်ဆိုင်ကယ်ပေါ်တွင်သာထိုင်နေခဲ့ကအပေါ်သို့တက်မလာပါချေဒီရက်ပိုင်းအိမ်ပြန်ဖြစ်သေးလားတက်နွေ
နေသက်တွင်ယိုကျိုးယိုရှင်းစွာဖြင့်ခေါင်းခါပြ၏ခဏပြန်လိုက်ပါအောင်လားတားမိသားကိုပြောစရာရှိနေတယ်နေသက်တွင်လက်ချင်းစိတ်လှုပ်ရှားစွာပုတ်တက်လိုက်မိသည်ခေါင်းသေးသေးလေးအားစောင်းရင်တွန့်သွားသောပခုံးလေးမှာအဆုံးတွင်တုံရင်လိုအမေကျော်စီရန်တို့နေသက်နှွေးအားသူ့နောက်ပို့လိုက်ကလက်လေးအားဆုပ်ကင်ထား၏အေးဆက်နေသည့်လက်ဖွားမှအထီးတွေ့သည်သူ့နှလုံးသား၏ဟိုးအနက်ဆိုင်ဆုံးအထိထုံကျင်ကြိုက်ခဲစေသည်ရောက်လာပြီလားထိုင်အောင်အမေပြောစရာရှိရဲ့ကျော်စီရန်တို့နားလည်လိုက်သည်ဖြစ်သည်အမေရဲ့ကြောင့်သူ့ထက်ပိုသိရဲ့လူမရှိပါချေအမေကမွေဖွေးနဲ့တူတယ်လို့အဖေအမြဲပြောဘူးတယ်ငြိမ်သက်နေပေမဲ့အချိန်မရွေးအစိတ်ပြင်းသည့်ရှာတွေထုတ်သုံးလာတတ်သည်တဲ့။နှွေရှင်းတန်းနဲ့ခဏသွားနေနော်။ပြီးရင်ကိုလာခေါ်မယ်။စပင်ဤလေးတွေအားဖွာရင်ပြောလိုက်တော့မျက်လုံးဝိုင်းလေးဖြင့်တက်တစွာမော့ကြည့်လာ၏။ကျော်စီရန်တို့မပြုံးပြနိုင်ခဲ့။ရှင်နဲ့မွန်းချက်ကမခွဲရကြီးဘာတွေပြီးဆက်ရမြတ်သူပြောထားတဲ့ကိစ္စကိုသိတယ်မဟုတ်လားနင်မလာဘူးဆိုတာသိလို့ငါလိုက်လာတာအမေသားအဖြူကိုသိရတာနဲ့ငါလိုချင်တဲ့အဖြေမှမဟုတ်တာငါလည်းတက်နွေကိုချစ်ပါတယ်ငါသားသမီးချင်းကိုချင်းမစာရလောက်အောင်အထိကိုချင်းတရားမခေါင်းပါသေးဘူးကြော်စီရန်တို့ဒါပေမဲ့ကိုသားသမီးရှိရေးကိုအလေးမထားတတ်တဲ့မိဘလည်းဟုတ်မနေဘူးကျော်စီရန်တို့ထိုင်ပြီးနောက်တွင်အမေအားကြည်လိုက်မိသည်အမေနွေကိုမယုံတာသားသိပါတယ်တကယ်လို့များနွေတခြားတယောက်ကိုဆွဲလန်းသွားတယ်ဆိုရင်သားမဆွဲထားရက်ပါဘူးအဲ့အချိန်ကျရင်နင်ယူသွားမှလေမိခင်တယောက်အနေနဲ့ထိုစကားကိုပြောရသည်မှာရင်နာလာ၏နေသက်နွေ၏ယောဂအရာဒါဟာချစ်ချင်းမြတ်တာဟုယုံနိုင်ဖွယ်မရှိအကယ်၍ပြင်ဆင်ခြင်းမရှိပါပဲထွက်သွားမည်ဆိုယူသွနေသည့်သားကိုသူမမြင်ချင်ပါချေယူသွားမှာအဲ့ကောင်လေးယူသွားမှာငါအခုလိုလုပ်နေတာတက်နွေးအတွက်မဟုတ်ဘူးနင့်အတွက်ဟဲ့လောကတွင်ဖိတ်မဲ့ဖိတ်ကိုယ့်အိတ်ထဲကိုဖိတ်ချင်ကြတဲ့အတ္တသမားတွေပေါ်များကသူကိုလည်းအတ္တသမားတစ်ယောက်ပင်သစိမ့်နဲ့ရှင်လာရင်တော့တားလို့သူဟာအမြဲပထမပင်နင်မသွားဘူးဆိုငါလှုပ်เสียတနည်းပဲရှိရကြော်စီရန်ထုတ်ကိုသူအားအချိန်တော်ကြာမှပြန်လာခေါ်၏ခြေထောက်လေးတွေရမ်းလို့လက်တငငင်နဲ့မို့ဒေါ်တော်ကတော့စနေသေးသည်နှွေခေါ်တန်းသည်ခလန်းလန်းမှထွက်ပေါ်လာကရှည်လျားတဲ့ရိတ်လေးမြင်နာနဲ့နေသက်တွင်ထိုရိတ်လေးထံပြေးကပ်လိုက်လေသည်ကိုသူလက်ကိုစုပ်ကင်ထားရင်ကိုဟာထူးထန်မပြူခဲ့မျက်နာကိုတဲကွဲစွာမမြင်ရသည့်တိုင်ကိုပခုံးတွေအနှဲငယ်များတုံရင်နေကြောင်းတတိထားမိခဲ့သည်ရော်ရွက်ဝါရီသည်မြေပြင်ပေါ်တဖွဲဖွဲဆင်းသက်နေစေလေပြေသည်ငြိမ်သက်သွားခဲ့၏တရွက်ချောက်ကိုနင်းမိတဲ့အခါထွက်လာသည့်အတန်မှာတကြွဖြင့်ထိုစဉ်ရှိုက်တန်လေးထွက်ပေါ်လာ၏တစ်ပင်လေးစီရလားတစ်ရွက်လေးစီရလားခြံဝင်းလေးဤဧရိယာတဲ့စရောက်တာနှင့်ကိုဟာသူ့အားတင်းကျပ်စွာပွေဖက်လို့ပခုံးတွင်မျက်နှာအပ်လာခဲ့သည်ရှိုက်တန်သည်ကိုစီမှဖြစ်၏နေရောင်ကြီးလိုနေအခန်း28တခန်းနဲ့အတူအိပ်ဖြစ်ကြတဲ့ဒုတိယညအတွေးတွေကိုစီနဲ့တရေမှမရတဲ့ညနှွေကြောချင်းကတ်ထားရမှတစ်ဖက်လေကတီးသွဲချင်းမြောင်းသည့်ခါသိမ့်သိမ့်အားဆွဲပွေကရင်ခွင်တွင်ထဲ့ဖက်ထားလိုက်မိသည်ကိုလေးဟိုးဝေးကြီးကိုခရီးသွားရလိမ့်မယ်နည်းနည်းလေးတော့ကြာမယ်ဆိုပေမဲ့အဲ့ဒါရက်ပေါင်း365ရက်ဆိုပေမဲ့အတွေးနဲ့ယူမတက်လွမ်းရမယ်ဆိုပေမဲ့နှွေးသည်စကားဟမလာပါချီကောင်းငယ်လေးသည်ထွေးပွေထားသောခါမှသူ၏လက်ဖမိုးအားအုံမိုးစုပ်ကိုင်လာသည်မှာတင်းတင်းကြပ်ကြပ်ကြာမာလားကြာမယ်ဆိုရင်ရော
နွေကကိုကိုစောင့်နေမှာလားစောင့်မှာကိုလာခေါ်တည်ရွက်တို့သည်လွမ်းဆွေးဖွယ်ကြွေစင်းဤတည်ရွက်တွေကြွေတဲ့ညအလွမ်းနေဝေတဲ့ညအဲ့ဒီညကိုမျက်ရည်တွေပေါ်တီတီကြွေတဲ့ညတက်နွေနေတက်နွေဤတနေ့တာသည်ပဒင်းပေါက်တွင်ကိုမီကောင်းတင်ရင်မျောငင်းနေခြင်းဖြင့်သာကုံဆုံးတတ်၏ထမင်းကိုကျွေးသလောက်စားသလိုအပြုံးအရည်လည်းမရှိတော့သလိုအထစ်ထစ်ငေါစကားတန်လေးဟာလည်းတော်ယုံနှင့်မကြရတတ်တော့ချေနေစဉ်သူကလုပ်ငန်းဆောင်စဉ်တွေကိုတန်ပတ်ပေးထားသောစက်ရုပ်သေးသေးလေးနဲ့လှုပ်ရှားကာနေသက်နွေရဲ့ကဘာလေးဟာစိတ်ငြိမ်ကတိတ်ဆိတ်သောတောအုပ်လေးတစ်ဖွဲအောင်တတ်စင်လာတယ်ဒေါ်မိုးမျက်စံဤအပြောတော်မဆုံးသေးချေအောင်တတ်စင်နေသက်နွေနှစ်ပေရောက်လာကတက်ပြင်းတစ်ချက်ချလေသည်လက်ထဲမှပတ်စံအားတက်နွေမိထမ်းထည့်ပေးပြီးနောက်ထိုကောင်လေးကိုထက်ကြည့်မိသည်နေသက်နွေသည်ခေါင်းလေးဆောင်ကပဒင်းပေါက်မှမြင်ရသောလမ်းသွယ်လေးအားငေးနေစေတချို့ကိစ္စတွေအားသူအလုံးစုံမသိရတော့လေအန်တီမြင့်ဤခိုင်းစီချက်အရာလာစဉ်ထောက်ပံ့ခြင်းငွေသည်ကိုကြီးပေးခိုင်းတာပဲဖြစ်လောက်မည်ကိုကြီးမသွားခင်ဖုံးအားအစ်စ်လဲစီကနေသက်နွေဤဖုံးစင်ကတ်ကိုလည်းနေသက်နွေမသိခင်လဲထားစီ၏ကိုကြီးလန်ဒန်သို့ထွက်သွားသည်မှာ3 လခန့်ကြာမြင့်နေပြီဖြစ်သည်အဆက်အသွယ်ရ၏မရ၏ဆိုတာနေသက်နွေ၏ပုံစံအားကြည့်ယုံနှင့်ခန့်မှန်းလို့ရနေပြီဖြစ်သည်သက်နွေလေးပိန်သွားတယ်နော်အစားရောပုံမှန်စားရဲ့လားနေသက်နွေသည်မပီမတအတန်လေးသာပြူလာကတစ်ဖက်လူအားလှည့်ပင်ကြည့်မလာခဲ့ချေအောင်တန်းစဉ်နောက်ဆုံးတွင်ပြန်ရန်သာဆုံးဖြတ်လိုက်ရသည်တချို့ကိစ္စတွေတွင်သူပါဝင်ပတ်သက်လို့မရနိုင်ပါချေသူလည်းသူ့ဘဝနှင့်သူမဟုတ်လားမိတို့ပင်ဆိုစီကားမူအန်တီမြင့်သည်သူ့ကျေးဇူးရှင်သာဖြစ်၏အောင်တန်းစဉ်ပြန်သွားသည်နှင့်မိုးသက်ဆွေကပတ်စံအုပ်အားမျက်ဆောင်ခဲကအမေလှုပ်သူထံခက်ပြုံးကြည်လာသည်အမေသားကို3000လောက်သားရဲ့နင့်ဖေစီးဖို့ရှိသေးတယ်ဒီလတော့1000လောက်ပဲယူပါလားလာဝက်လောက်ကြရင်သားပြန်ပေးပါမယ်အမေချွေမကဒီလအိုကြီးပြန်ပြရမှာထိုစကားကြားတဲ့အခါဒေါ်မိုးမျက်စံလေဘူးသာမှုတ်ထုတ်လိုက်မိသည်ငငယ်ရွယ်နဲ့အိမ်အောင်ကြကလောကကြီးအကြောင်းတော့ကောင်းကောင်းမသိသေးပဲကလေးဖေဖြစ်တော်မူသားငယ်လှုပ်သူအစားရင်လေးမိသည်အခုသားငယ်ကမလိမ္မာဘူးကိုရဲ့ဦးသက်ဦးဤကျမရေးအခြေအနေသည်တိုးတက်မလာခဲ့တော့လေဒေါ်မိုးမြင့်ဆန်ကတော့တယူတရနှင့်ပြုစုနေစေထိုစကားအားမျက်ရည်ဝဲသားဖြင့်ပြောပြီးမှနောင်တရမိပြန်သည်နေသက်နွေးရှိရာစီမိုင်းညို့နေသောမျက်ဝန်းတွေဖြင့်လှမ်းကြည့်နေသောအကိုမျက်ဝန်းတွေကတောင်းမှန်တူရှိုသည့်အတိတ်ပဲတွေကိုမမြင်ရစွာခေါင်းကိုငုံချလိုက်မိသည်စိတ်လျှော့ပါတော့ကိုရဲ့တက်နွေရကိုဘယ်ပြစ်မြင်ပါမလဲမပီမတအတန်ဖြင့်စကားပြောရင်မျက်ရည်တွေသည်တားဆီးမနိုင်စွာကျလာတော့နာကျင်ပြုံးဖြင့်သာတုပ်ပေးလိုက်ရသည်။နှွေးသည်လှဲ့ကြည့်လာ၏ပဒင်းပေါက်ရှိရာမှခွာလို့ဦးသက်ဦးထံဖြည်းဖြည်းချင်းလျှောက်လန်းလာကရှေ့တွင်ထိုင်လိုက်၏။ပြီးနောက်ဝိုင်းဆက်နေသောမျက်ဝန်းတွေဖြင့်ကြည့်ကခေါင်းလေးတစ်ချက်ဆောင်လို့ဦးသက်ဦး၏ရင်ခွင်နဲ့ခေါင်းလေးတိုးဝေးလို့မိနေသည်မှာကလေးငယ်တဦးအတိုင်းတော်ပါတော့ကိုရဲ့တော်ပါတော့အမေလဲငိုသလိုအဖေလဲငို၏နေသက်တွင်မငိုတတ်တော့မျက်ရည်တွေလည်းကြာမလာသလိုရင်ဘတ်သည်ထုံထိုင်းကဆွေးမြေ့ပျက်စီးသွားသည်နဲ့ညတကောင်ရန်ငိုကြွေးမှုတို့သည်ကျေလောင်စွာထွက်ပေါ်လာ၏အဖေထွက်သွားပြီ
နေသက်တွေအဖေရင်ခွင်ထဲတွင်ငြိမ်သက်နေစဉ်မှာပဲအဖေကိုယ်သည်တဖြည်းဖြည်းချင်းအေးဆက်ကပျော့ပြောင်းလာတာဖြစ်သည်အဖေရင်ခွင်ထဲဝင်ခိုခဲ့သည့်အမတ်တရလေးပြန်တူးဖော်ခွင့်ရလိုက်ပေမဲ့အိမ်မက်ကလေးလိုခဏလေးအတွင်းလွင့်ပြေသွားရ၏အမေကငိုသည်သက်ဆွေလည်းငိုနေသည်နေသက်တွေမျက်ရည်ကျမလာခဲ့လူတွေအားလုံးကိုဖြတ်ကျော်လို့ပရင်းပေါက်လေးတွင်မိငိမ့်လိုက်သည်အပြင်တွင်အမောင်ရံကကြီးစိုးနေစေအတန်တွေသည်အလွန်ဆူ၏နေသက်တွေခေါင်းလေးဆောင်ကမျက်လုံးတွေအားတခဏတာလေးမိတ်ချလိုက်မိသည်ဘသူမှမရှိတော့အဖေရောအမေရောကိုကရော